အားလုံးပဲမင်္ဂလာပါရှင်။နဲ့ပိတ်ကနေကြိုဆိုပါရရှင်။ဒီနေ့တော့ကြက်တောက်စားချင်းငန်းဆက်လေးချက်စားဖြစ်လို့တငယ်ချင်းတို့ကိုလာမျှဝေပေးပါရရှင်။ပါဝေပစ္စည်းလေးတွေကတော့တံပြာသီးရဲ့ကြက်တော်နီရဲ့ပဒိတ်ကောရဲ့ငရုတ်သီးဆေးရဲ့နနပင်ရဲ့ဆယ်ပလင်းရဲ့ရှောင်းညိုရွက်လေးရဲ့ပါရှင်။ဒါကြတော့ရေစစ်သက်ဆက်ထားတဲ့ကြက်ချီတောက်လေးပါရှင်။ဒါဆိုရင်တော့ရင်းနှီးပပဆူနေတဲ့အိုးလေးထဲကိုဆက်ပလင်းရဲ့ပဒိတ်ကောရဲ့ရှောင်းညွရွက်လေးကိုထပ်ပြုတ်ထားပေးလိုက်ပါမယ်ရှင်။နှက်ကတော့အနက်လေးနည်းနည်းလေးမှုှလာတဲ့ခြေထိပြုတ်ထားပေးလိုက်တယ်ပေါ့နော်။ပြုတ်သွားပေးလိုက်လို့အနက်လေးနည်းနည်းမှုှလာပြီဆိုရင်တော့ရေစဲသက်ဆင်ထားတဲ့ကြက်ချီတောက်လေးကိုထပ်ပြုတ်ထားပေးလိုက်ပါမယ်ရှင်။ဒီကြက်တောက်စားလေးကတော့ဒီတရိုးရိုးပဲစားစားထမဲလေးနဲ့ပဲစားစားအရင်စားလို့ကောင်းပါတယ်ရှင်ပြီးရင်တော့ကိုကြဆေးလည်းတက်တာပြီးတော့ပါဝေပစ္စည်းကလည်းတိတ်မများဘူးပေါ့နော်ခုဆိုရင်တော့နှင်းကြက်ချစ်တော့ကိုမိနစ်20လောက်ပြုတ်သွားပေးလိုက်တယ်ပေါ့နော်ပြီးရင်တော့သူ့မှာတက်နေတဲ့အမြုပ်လေးတွေကိုစိုက်ထုတ်ထားပေးလိုက်ပါမယ်ရှင်မြုပ်လေးတွေကိုဆယ်လုပ်ပြီးပြီဆိုရင်တော့လှီထားတဲ့ကြက်တော်နေရဲ့ထောင်းထားတဲ့ငရုတ်သီးစိမ်းလေးရဲ့ကြားနေသေးတဲ့ရှောင်းညွရွက်လေးကိုပါထည့်ပေးလိုက်ပါတယ်ရှင်ပြီးရင်တော့အားလုံးသမတော့အောင်ဆောင်းလေးနဲ့မှွေသွားပေးလိုက်ပါမယ်ရှင်။မှွေသွားပေးလိုက်လို့အားလုံးသမသွားပြီဆိုရင်တော့ရတာနေနဲ့စားနှဲငယ်ရဲ့ချုံမုံနှဲငယ်ကြက်သားမုံနှဲငယ်ကိုထည့်ပေးလိုက်ပါတယ်ရှင်။ပြီးရင်တော့နောက်တစ်ခါတော့သမတော့အားပြန်မှွေထားပေးလိုက်ပါမယ်ရှင်။ဒီဟင်းလေးကိုတော့ထမင်းပူပူလေးနဲ့တွဲစားလို့ရှိရင်အရာလိုက်ဖက်မှုရှိတယ်ပေါ့နော်။သူ့ရတာလေးကလည်းချင်းကန်းဆက်လေးပါရှင်။အရာစားလို့ကောင်းနေရောပဲရှင်။အနက်လေးကလည်းပြောစရာမလိုဘူးရှင်မှွေးနေရောပဲရှင်။နှက်ကဒီနေရာမှာငရုတ်သီးကြက်မုတ်ကိုလည်းတူပြထားပါတယ်ရှင်တကယ်လို့မကြက်ရည်လည်းမထည့်လည်းရပါတယ်ရှင်နှက်ကငရုတ်သီးစိမ်းရောငရုတ်သီးချောင်းမုတ်လေးကိုရောတူပြထားပါတယ်ရှင်ဒါဆိုရင်တော့နောက်တစ်ခါတော့တော့အောင်ပြန်မှွေထားပေးလိုက်ပါမယ်ရှင်ဒီနေရာမှာမှွေသွားပေးလဲလို့အားလုံးသွားပြီဆိုရင်တော့ရတာလေးမြည်ကြည့်မယ်ရှင်။နှစ်မှာရတာလေးနည်းနည်းပေါ့နေတာနဲ့စားနှဲငယ်နဲ့ကြက်သားမုံနှဲငယ်ကိုပြန်ထည့်ထားပေးလိုက်ပါတယ်ရှင်။ပြီးရင်တော့လှီထားတဲ့နနပင်လေးကိုလည်းထည့်ပေးလိုက်ပါမယ်ရှင်။နနပင်လေးထည့်လို့ပြီးပြီဆိုရင်တော့နှဲငယ်လေးမှွေပေးပြီးရင်တော့မီလေးပိတ်ထားပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့တန်ပြာသီးလေးကိုလိုအပ်သလောက်ညှစ်ထည့်ထားပေးလိုက်ပါမယ်ရှင်။နှဲကတော့တန်ပြာသီးတိုးလုံးစွာလောက်ကိုတိုးပြထားပါတယ်ရှင်။ခုဆိုရင်တော့ပါဝေပစ္စည်းလေးတွေအားလုံးထည့်ပြီးပြီဆိုရင်တော့နောက်တစ်ခါတော့ရတာလေးပြန်မြည်ကြည့်မယ်ရှင်တကယ်လို့ဒီနေရာမှာကိုလိုအပ်တာရှိရင်တော့ပြန်ထည့်လို့ရတယ်ပေါ့နော်။နှဲမှာကြတော့ရတာလေးဆင်ပြေပြီဆိုရင်တော့စလို့ရပါပြီရှင်။ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်။နှဲဗီဒီယိုဖိုင်ကိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။နှဲပိတ်ကိုလည်းလက်အင်ဖိုလိုလေးလုပ်ပေးကြပါအောင်ရှင်။ဒါဆိုရင်တော့နောက်ဗီဒီယိုဖိုင်တက်တင်မှာပြန်တွေ့ကြမယ်နော်။အားလုံးပဲတတ်တာ